ကို9000နန်းနဲ့လက်ဝဲအိမ်ရှိ ရှိတယ်ချက်ပြပြီ ဟုတ်ကဲ့ဟာ9000နန်းနဲ့ရောရှိ ရှိတယ် တိန်းကျော်ဒါမှမဟုတ်တိန်းပတ်ချာလေးကတစ်ချက်ကတစ်လုံးလောက်ပြချင်ဟုတ်ပါလိဟုတ်စင်မောကလက်ပတ်တီးလေးတစ်ချက်လောက်ပြချ ချ င် တယ်အပြည့် ဟောပါလိဟိုအင်းနဲ့အုတ်ထုံလေးရောင်းလာတာ ဟုတ်တယ် ပါလိတိုက်ကွန်းတို့အင်းကြီးဝေးစားလေးတစ်ချက်လောက်ပြကြည့်ပါဦး ဟုတ်ကြားလို့ရတယ် ဟုတ်ပေါ်တဲ့နေ့တည်း9000နန်းရှိတာ ပေါ်တဲ့နေ့ကျ9000နဲ့ 9000နဲ့ authentic တဲ့က ဟုတ်တယ်ဗျ